အခုဒီမှာကြည့်လိုက်ပါခရိုအေးရှားနောက်ခံလူကဘောလုံးကိုဝင်လူဖို့ကျုံးစားနေချိန်မှာအန်ဒရစ်ကဘာလို့လိုက်တယ်လဲဆိုတာသတိထားကြည့်ပါသူဟာဘောလုံးကိုပဲအာရုံမစိုက်ဘဲပင်ဘက်ရဲ့လှုပ်ရှားမှုကိုကြိုတင်တွက်စားခဲ့ပါတယ်သူ့ရဲ့ဘယ်ခြေထောက်ကိုပြိုင်ဘက်ရဲ့လမ်းကြောင်းထဲမှာပါနက်ထည့်သွင်းလိုက်တာကြောင့်ပြိုင်ဘက်အနေနဲ့ဘောလုံးကိုမထိဘဲအန်ဒရစ်ကိုပဲဒိုက်ဂိတ်ထိမိသွားစေခဲ့ပါတယ်ဒါဟာတမင်သက်ဟန်ဆောင်လဲတာမျိုးမဟုတ်ပါဘူးပြိုင်ဘက်ကအမားလိုလာအောင်သူ့ကိုပစ်တန်ကျူးလွန်မိအောင်ညံသုံးယူဖန်တီးယူသွားတာဖြစ်ပါတယ်ဒီနေရာမှာသူ့ရဲ့ body position နဲ့ဟန်ချက်ထိန်းထားပုံကတကယ်ကို on-off ဖွယ်ကောင်းပါတယ်ဒီလိုပါနတ်တဲ့ဆုံးဖြတ်ချက်ကြောင့်ပဲဘရာဇီးအသင်းအတွက်အရေးပါတဲ့ penalty ကိုရရှိစေခဲ့ပါတယ်အသက်18နှစ်အရွယ်လူငယ်တယောက်စီကနေဒီလောက်အထိရင့်ကျက်တဲ့ကစားကွက်မျိုးမြင်တွေ့ရဖို့ဆိုတာတော်တော်လေးခဲယဉ်းပါတယ်ဒါဟာတကယ်ကိုကမ္ဘာ့စင်ကစားသမားတယောက်ရဲ့အုံနောက်ပါပဲအန်ဒရစ်ဟာနောက်တစ်ချိန်မှာဘောလုံးလောကကိုစိုးမိုးမဲ့သူဖြစ်လာမလားဆိုတာစောင့်ကြည့်ရမှာပါခင်ဗျာ